တာနကုံ56ရက်ကွက်လိုနေရာမျိုးမှာဒီလိုအိမ်ဒီဇိုင်းကို3200နဲ့ရမယ်ဆိုရင်စိတ်ဝင်စားလားဒီအိမ်လေးကတောင်တကုံ56ရက်ကွက်မှာရှိပြီးတော့မိန်းလမ်းမကြီးဖြစ်တဲ့မင်းရန်ကောင်းမွန်လန်းနဲ့အနီးဆုံးမှာရှိပါရဲ့ရှင်ပေ22ပေ60ကျဲတဲ့မြေပေါ်မှာတူဝါစီဒီဇိုင်းနဲ့ဆောက်လုပ်ထားတဲ့အိမ်လေးဖြစ်ပါတယ်အိမ်ရဲ့အလှည့်ကလည်းမြောက်အလှည့်ဖြစ်ပါတယ်ပြီးတော့သူကပါမစ်မူရင်းလည်းရမယ်ပေါ့နော်အဲ့ဒါဆိုရင်ညီမနဲ့တူအထက်ကိုဆက်ကြည့်ကြမယ်နော်အော်တိုကားပါကင်မှာဆိုရင်လည်းကားတစ်စီးကောင်းကောင်းရလို့ရတဲ့နေရာရှိတဲ့အတွက်လုံးဝစိတ်ပူစရာမလိုဒီခြံတကားကိုကြည့်မယ်ဆိုလည်းညီမတို့ခောက်တကားကြီးသုံးမွေးထားရပါတော့။ကဲအိမ်ရဲ့ခြံတကားကြီးဆိုရင်ညီမတို့ခောက်တကားကြီးသုံးမွေးထားတဲ့အတွက်လုံးဝအကျယ်ကြီးထိဖွင့်လို့ရမယ်။ဒီဘက်ကအင်တော့ကားပါကင်ဆိုလည်းကားတစ်စီးကတော့ဘလို့နေကောင်းကောင်းရလို့ရမယ်ပေါ့နော်။ပြီးတော့သူကဒီအရှိမဆိုရင်လည်းသူ့ရဲ့ space လေးကကြကြဝန်းလေးရှိမယ်။ဒီမှာဆိုရင်လည်းရေစက်တွေမော်တာစက်တွေကိုသူကတက်ရက်လေးထားပြီးထားတွေ့ရတယ်။ညီမတို့ဒီအိမ်ထဲကိုကြည့်လိုက်တာနဲ့ပေါ့နော်။ပြင်ဦးလိုရောက်သွားတဲ့ခံစားချက်မျိုးရတယ်ပေါ့နော်။အိမ်ရဲ့ကာလာလေးကလည်းအဝါရောင်ဆိုတော့မျက်စိအေးပြီးဒါလုံးဝ princess bride ကိုရရပေါ့နော်အဲဆိုရင်အိမ်ထဲကိုဆက်ကြည့်ကြမယ်နော်ကဲအိမ်ရဲ့အဝင်ပေါက်ကိုလည်းတူပါပေါ့နော်ဒီမှာ steel ဘာကြတကားကိုတစ်ထပ်သုံးမိထားတယ်ညတို့ပြီးရင်ဒီမှာလုံးဝကျွန်းတကားကြီးလည်းသုံးမိထားတဲ့အတွက်လုံခြုံရေးကတော့စိတ်ပူစရာမလိုအဲဆိုရင်အိမ်ထဲမှာဘယ်လိုရှိမလဲဆက်ကြည့်ကြမယ်နော်ကဲဒီမှာအိမ်ထဲဝင်ချင်းမှာပဲလုံးဝကျွန်းပါကြီးအပြည့်ခင်းပေးထားတော့တွေ့ရတယ်ပေါ့နော်ဒီမှာစီလင်ဆိုလဲတော်တော်လေးမြင့်တယ်စီလင်မီးဆိုင်အလှရည်ဆိုလဲလုံးဝ model sound သုံးပေးထားတွေ့ရတယ်ပေါ့နော်ပြီးတော့ပေါ့နော် तू ကဒီ living area ကလည်းတော်တော်လေးကျယ်တယ်ပြီးရင်ဒီမှာပေါ့နော် तू ကဒီ TV တင်ဖို့ stand တွေကိုလုံးဝဒီပေါ့သူ့ရဲ့ customize စိတ်ကြိုက်လုပ်ပေးထားတွေ့ရတယ် green box တွေဆိုရင်ညီမတို့ဒီပေါ့နော်လုံခြုံရေးတက်လုံးဝဒီ steelတက်မန်းနေသင်ပေးထားတာတွေ့ရတယ်။ကဲဒါကတော့အောက်ထပ်ရဲ့တအူးသီးရောစင်ငယ်ကန်းလေးပါ။ဒီအခန်းလေးကလည်းသူကသူ space တော်တော်လေးကျယ်တယ်။စီလင်ဆိုလည်းတော်တော်လေးမြင့်တာတွေ့ရတယ်။ဒီမှာဆိုလည်းဗီဒီယိုတစ်ခုသုံးပေးထားတယ်။တက်မန်းနေစားတက်သင်ပေးထားတယ်။ကာလာဆိုရင်လည်းလုံးဝအဝါရောင်လေးသုံးထားတဲ့အတွက်လုံးဝမျက်စိအေးစေပါတယ်။အဲ့ဒါဆိုညီမနဲ့တူ kitchen နဲ့ dining ကိုတက်ကြည့်ကြမယ်နော်။ကဲဒါကတော့ဒီအိမ်ရဲ့ kitchen နဲ့ dining ကို attach လုပ်ပေးထားတဲ့နေရာလေးပါဒီမှာဆိုရင်အောက်မှာကြွေပြားလုံးဝအပြည့်ခင်းပေးထားတယ်ညီမတို့ဒီဘက်မှာဆိုရင် common toilet ရှိမယ်ရေချိုးခန်းရှိမယ်ပေါ့နော်ပြီးရင်ဒီဘက်မှာဆိုရင်ဒီလို mini kitchen လေးရှိမယ်ဒီ kitchen ကလည်းသူ့ဟာသူတသက်ရရနဲ့ space တစ်ခုကောင်းကောင်းပေးထားတာကိုတွေ့ရတယ်ပြီးတော့ upper cabinet တွေ lower cabinet တွေလည်းအပြည့်ဝပါတယ်ဒီမှာရေပန်းတွေဆိုရင်လည်းလုံးဝဘရန်ကောင်းကောင်းလေးသုံးပေးထားတယ်ဒီမှာဆိုရင်တက်မန်းနေဒီလေဝင်ထက်ကောင်းမှုဒီ green box တွေလည်းသူထည့်ပေးထားတွေ့ရတယ်အဲ့ဒါဆိုညီမလည်းဒုတိယထပ်ကိုတွက်ကြည့်ကြမယ်နော်ကဲဒီလှေကားမှာဆိုရင်လည်းသူကကြွေပြားအပြည့်သုံးပေးထားတာတွေ့ရတယ်ပေါ့နော်ပြီးတဲ့ခါကျရင်ဒီလှေကားရဲ့အကျယ်ကလည်း3မီလောက်ရှိရတဲ့အတွက်ကြကြဝန်းလေးရှိရဲဒီမှာဆိုရင်လည်းလေဝင်လေထက်ကောင်းအောင်နေအောင်ကြီးကောင်းအောင်ဒီမှန်တကားလေးတက်ပေးထားတွေ့ရတယ်လေရန်လေးဆိုရင်လည်းသူတို့ customize ပေါ့နော်ဒီလိုအဖြူအောင်လေးနဲ့အလှစင်ပြီးတခြားလေးသုံးပေးထားတွေ့ရတယ်မတို့ဒီဒုတိယတက်မှာတော့မာစတာကြီးပဲနှစ်ခန်းပါမယ်ပေါ့နော်ပြီးရခါကျရင်ဖျားခန်းလည်းပါမယ် runner လေးလည်းပါမယ်အဲ့ဒါပြီးတော့သူကဒီဘက်မှာဆိုရင်ပေါ့နော်ဒီလိုကပ်ပီနက်တွေကိုတခြားကြီးထားပေးထားဒီမှာကိုရဲ့စုတစိတ်တွေဖြစ်ဖြစ်မိသားစုအမှတ်တရတပ်ဖို့နေပဲဖြစ်ဖြစ်ကိုစိတ်ကြိုက်ထားလို့ရမယ်ပေါ့နော်အဲ့ဒါဆိုညီမလည်းတူမာစတာတစ်ခန်းကိုအရင်သွားကြည့်ကြမယ်နော်ဒီမှာစာကန်းလေးကလည်းတော်တော်လေးကျယ်ပါတယ်ဒီမှာတော့ပြောင်းဝါကတော့အရှောင်လေးပေါ့သူကအောက်ထပ်မှာအဝါရံလေးသုံးပေးထားတယ်အပေါ်မှာတော့မျက်စိအေးတယ်အပြိုင်လေးထပ်သုံးပေးထားတယ်ဗီဒင်းပေါက်ဆိုလည်း2ပေါက်ထည့်ပေးထားတယ်အကောင်လုံးအပေါ်တက်ထိတန်မန်းနေပါပေးထားပြီးသားအဲ့အတွက် security ကောင်းတယ်ပေါ့နော်ပြီးရင်ညီမတို့ဒီအပြင်ထုတ်လို့ရမယ့်တကားလေးရှိမယ်ပေါ့နော်ပြီးတော့သူကဒီခန်းမှာဆိုရင်ညီမတို့အပြင်ထုတ်လို့ရမယ့်တကားလေးပါမယ်နော်အဲ့ဆိုရင်ထပ်ကြည့်ကြမယ်ဒါကတော့ကိုပိုင်း runner လို့ပြောလို့ရတာပေါ့နော်ဒီမှာဆိုလဲလေကောင်းလေတန်းရတယ်ညနေပိုင်းဆိုလဲတော်တော်လေးအနားကြီးလို့ကောင်းပါတယ်ဒါဆိုရင်တော့ဒီ master ကန်ရဲ့ balloon လေးကိုတော့ကြည့်ကြမယ်နော်ဒီ balloon လေးကလည်းတော်တော်လေးကျယ်ပါတယ်ပြီးတော့ဒီကြွေပြားအပြည့်ပေါ့နော်ကပ်ပြီးထားတယ်ဒီမှာဆိုရင်လည်းဒီ shower တွေပါဆိုတခြားလေးထားပေးထားတယ်အဲ့ဒါဆိုရင်နောက်ထပ် master တစ်ခန်းတော့ကြည့်ကြမယ်နော်ကဲ
ဒီနောက်ထပ် master တစ်ခါကိုမသွားခင်ပေါ့နော်ဒီမှာဆိုလဲ cabinet ထားပေးထားတယ်ဒီ cabinet ဆိုရင်ဒါတော်တော်လေးကြီးရပါတော့ကိုစိတ်ကြိုက်ဒီပစ္စည်းလေးတွေကိုအလှဆင်လို့ရပါတယ်အဲ့ဒါဆိုရင် master ကန်နဲ့ဝင်ကြည့်ကြမယ်နော်ဒီ master ကန်ကတော့ပို့ပြီးကျယ်တာကိုတွေ့ရတယ်ပြီးတော့ဒီ master ကန်ရဲ့အရောင်လေးဆိုရင်ဒါအဖြူရောင်လေးဖြစ်သွားပြီပေါ့နော်တစ်ခါနဲ့တစ်ခါသူကဘိုင်းမတူအောင်လုပ်ပေးထားတာပါပြီးတော့ဒီ ceiling ဆိုလဲတော်တော်လေးမြင့်နေဒီမှာဆိုလဲပြင်ထဲမှာ2ပေါက်တန်မန်းတွေအကုန်ပါထားပြီးသားအဲ့ဒါဆိုရင်ညီမတို့ဒီပေါ့ဒီ bedroom ကြည့်ကြမယ်ဒီ bedroom ကတော့စနကခက်နဲ့တူတူပါပဲကြွေပြားပြည့်ခင်းပေးထားတယ်ဒီမှာဆိုရင်ဒီမှာ shower တွေပါတယ်တခြားပါတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီအရှိရဖျားကန်ကိုညီမတို့ဆက်ကြည့်ကြမယ်နော်ကဲဒါကတော့ဖျားကန် area လေးပါဒီဖျားကန် area လည်းတော်တော်လေးကျယ်တယ်ပေါ့နော်ပြီးရခါကျရင်တို့ကဒီဖျားကန်ကနေအပြုံလှမ်းမြင်လို့ရမယ်တကားကိုသူမှန်တကားလေးသုံးပေးထားတယ်ပြီးတော့ညီမတို့ဒီအပြင်လက်ထုတ်ရတော့ runner လေးရပါတယ်ဒီမှာမီးဆိုင်တွေဆိုရင်ဒါဘယ်အောက်ထက်နဲ့လုံးဝမတူတော့ဘူးပေါ့နော်ဒီလိုဖျားကန်ဖြစ်တဲ့အတွက်မီးတွေပါဆိုလဲတော်တော်လေး customize ကိုလှလှပါလေးလုပ်ပေးထားတွေ့ရတယ်အဲ့ဒါဆိုညီမတို့ဒီအပြင်ဆက်ကြည့်ကြမယ်နော်ဒီ runner လေးကတော့ညနေဘက်ဆိုနေတော်အေးမှာပေါ့နော်ပြီးရခါကျရင်ညီမတို့ဒီမှာဒီဘေးစင်းတွေပါထားပြီးတော့ဖျားဝေကြဝေစားလုပ်ဖို့ဆိုလဲအောက်ကိုဆင်းစရာမလိုသူ့ရဲ့ဒီဘက်ဘေးမှာဆိုရင်ညီမတို့ဒီ runner ကြီးတစ်ခုထပ်ပါသေးရဲ့အဲ့ဒါကိုတက်ကြည့်ကြမယ်နော်ကဲဒီ runner လေးကတော့ဒါပို့ပြီးတော့ကြီးရယ်ပေါ့နော်ဒီမှာဆိုလဲညနေပိုင်းမိသားစုတွေအေးစစ်စစ်ခုံတွေပါထိုင်ပြီးတော့ဒီညနေပိုင်းခံလို့ရတဲ့နေရာလေးပါဒီလေးရဲ့ဈေးနှုန်းကမြန်မာငွေကျပ်သိန်း9200တိတိနဲ့ရရှိမှာဖြစ်ပါတယ်စိတ်ဝင်စားလို့ဆက်သွယ်ခြင်းနဲ့ဆိုရင်ညီမတို့ New Radio ရဲ့ Facebook page စာမျက်နှာဒါမှမဟုတ်လို့ hotline နံပါတ်ဖြစ်တဲ့008886ကိုဆက်သွယ်နိုင်ပါတယ်ရှင်